ရာတော်ရှင်သူမြတ်ကြီးဗျာတကားမအပေါင်းတို့ပူဇာတရားတပည့်တော်တရားတောင်းခွင့်ပြုတော်မူပါရှင်မြတ်ကြီးဗျာဓမ္မယာဇာမမယံဗန္တိဘုဇနာဟိတာယဘုဇနာဒုက္ခယလောကာနုကမ္ပါယအတ္ထာယဟိတာယဒုက္ခယဒေဝမနုဿာနံဓမ္မံဒေတိတုဓမ္မဂတိကောဗန္တိဓမ္မဒေသနာအပြာပြာကိုသိချာကြနာဟောညွန်ပြသည်ဓမ္မဂတိကောနာမတင်ရှားအရှင်မြတ်ဘုရားမယံအဝိဇ္ဇာအမောင်ကြီးပိတ်ကာစီသဖြင့်ထွန်ဤဟုသာမယရှာပေကဘာကပိတန္တရာပွေ၌သင်္ချေများစွာရှင်လေခဲ့ရပါသောတပည့်တော်မတို့သည်ဓမ္မံအဝိဇ္ဇာကိုတတနာဖြဲ့၍မြင်မြတ်မကင်တရားရင်ကိုယာဇာမတန္တရာဘေဝယံခန္ဓာကျွေးလွန်မှန်တရားမြတ်ဓမ္မကံကိုဝေဘပိုက်တာ၍ဟောကြားတော်မူပါယံတောင်းပန်ကြပါကုန်၏ဘုရားဓမ္မဂတိကောဓမ္မဒေသနာပြာပြာကိုသိချာကြနာဟောညွန်ပြသည်ဓမ္မဂတိကောနာမထင်ရှားအရှင်မြတ်ဘုရားသည်ဘုဇနာဟိတာယမြာစွာသောလူအပေါင်းဤဒီဝါလုံးငါဘုဇနာဒုက္ခယမြာစွာသောလူအပေါင်းဤချမ်းသာခြင်းလုံးငါလောကနုကမ္ပါယလောကလူအပေါင်းကိုတနာဆောင်ကြောက်ချီးမြှောက်ခြင်းကဧဝမနုဿာနံနတ်လူတို့ဤအတ္ထာယအကျိုးငါဣတာယစီဝါလုံးငါဒုက္ခယချမ်းသာခြင်းလုံးငါဓမ္မံလောကလူသားအကျိုးစီးပွားနေဝါမြချမ်းသာမတာတို့မန်းစွာထုတ်ချောက်ရောက်စေတတ်သောတရားမြတ်ဒေသနာတော်ကိုဒေတိတုတပိတကမတိတာကိုညိကအဘိဓမ္မာကျမ်းပလာတို့နေပညာလမ်းပြဆုံးမတော်မူပါဟောရိယငိမ့်ဆရာတော်အရှင်သူမြတ်ကြီးဘုရား